အာရှနိုင်ငံမှာပညာသင်ကြားမယ်ဆိုရင်ဘယ်လိုနိုင်ငံတွေကိုရွေးချယ်ကြမလဲနိုင်ငံခြားမှာပညာသင်ကြားခြင်းနဲ့ရန်ဝေးလည်းမသွားခြင်းဘူးနီးနီးနားမှာပဲကျောင်းတက်ခြင်းနဲ့ဆိုရင်တော့အခုဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်တော့လို့ရပါပြီပထမဆုံးအနေနဲ့အရှေ့တောင်အာရှပညာရေးစနစ်မှာထိပ်တန်းနေရာနဲ့ရည်တည်တဲ့နိုင်ငံတွေကတစ်ခုဖြစ်တဲ့နိုင်ငံကတော့စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်FAI နဲ့တဆင့်ချိတ်ဆက်ထားတဲ့စင်ကာပူကျောင်းတွေကတော့ London School of Business and Finance Singapore, Jane Coast University Singapore Campus, Management Development Institute Singapore MDIS, Nanyang Institute of Management NIM, Educate Global Academy, Academy Australia College AAC, East Asia Institute of Management EAIN နဲ့ MD Global Institute ပဲဖြစ်ပါတယ်ဒုတိယနိုင်ငံတစ်ခုအနေနဲ့မြန်မာနိုင်ငံအင်ဒီဂျင်နိုင်ငံနဲ့ဖြစ်ပြီးတော့ကျောင်းလာကနဲ့နေထိုင်စေးမှာလည်းတည်တည်မြတ်တဲ့နိုင်ငံကတော့ထိုင်းနိုင်ငံဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ထိုင်းနိုင်ငံရဲ့အကြောင်းလေးတွေကိုတစ်ချက်မိတ်ဆက်ပြတင်ပါတယ် Global Academy SCN University, Stanford International University, Saint Teresa International University, Crit University, Jurassic Pandey University နဲ့ Mahanakorn University of Technology MUT2 ပဲဖြစ်ပါတယ်နောက်ထပ်နိုင်ငံတစ်ခုအနေနဲ့ဗီယက်နမ်နိုင်ငံပဲဖြစ်ပါတယ်ဗီယက်နမ်နိုင်ငံရဲ့ International Hotel School ထဲမှာတော်ဝမ်းဖြစ်အောင်တာမကကျောင်းပြီးတဲ့ခါမှာပဲအလုပ်ကိုင်အခွင့်အလမ်းအာမခံချက်ရှိတဲ့ကျောင်းလေးကတော့ Imperial International Hospitality College ပဲဖြစ်ပါတယ်အနည်းဆုံး8 အနေနဲ့ကျွန်တော်တို့စက်တင်ဘာ8ကိုရွေးချယ်တက်ရောက်လို့ရပါတယ်နောက်ထပ်မြန်မာကျောင်းသူကျောင်းသားတွေရွေးချယ်တင်တဲ့နိုင်ငံလေးကတော့မလေးရှားနိုင်ငံပဲဖြစ်ပါတယ် FAI နဲ့တဆင့်ချိတ်ဆက်ထားတဲ့မလေးရှားကျောင်းတွေကတော့ SK University, MDIS မလေးရှားနဲ့ London School of Business and Finance မလေးရှား Campus တို့ပဲဖြစ်ပါတယ်မလေးရှားမှာပညာသင်ကြားခြင်းဆိုရင်တော့ Foundation Diploma နဲ့ Bachelor Program တို့ကိုရွေးချယ်တက်ရောက်လို့ရပါတယ်နောက်ဆုံးနိုင်ငံလေးအနေနဲ့ဒူဘိုင်းမှာဒူဘိုင်းဖြစ်နေတဲ့မြန်မာကျောင်းသူကျောင်းသားတွေအတွက် Middlesex University ဒူဘိုင်းမှာစက်တင်ဘာနေ့ကိုစတင်လျှောက်ထုတ်လို့ရပါပြီရွေးချယ်စရာမေဂျာတွေနဲ့ Business, Accounting and Finance, Computer Engineering နဲ့ Information Technology IT ပညာရေးတို့ကိုရွေးချယ်တက်ရောက်လို့ရပါတယ်ဒါဆိုရင်တင့်ရဲ့အေရှားပညာရေးခီးစဉ်ကိုစတင်ဖို့အခုပဲ FAI တဆင့် Education Consultant အနေနဲ့အခမဲ့လာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ကျွန်တော်ကတော့ FAI က Education Consultant ကိုယ်ပဲကြော်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်